lip liner ပေါ့နော်ဆိုလေဒီ K-pop idol တွေလို့နှကမ်းမှုလေးဖြစ်ဖို့ဆိုရင် lip liner ကောင်းကောင်းယူတတ်ဖို့လည်းလိုတယ်ပထမတစ်ခုကတော့ဒီ Kylie က Candy K ပေါ့နော်ဒါလေးပါဆိုပြမယ်နော်နှကမ်းလေးကတော့ကြီးကြီးလေးဖြစ်သွားတယ်အဲ့ဒါကိုမှဒီထဲမှာအရောင်ဖြည့်ရမှာပေါ့နော်နှကမ်းအရောင်ဖြည့်ပြီးတော့တစ်ချက်ပြပါမယ်မတွေ့လားမသိဘူးနှကမ်းကြီးကြီးပူပူလေးဖြစ်တယ်နောက်တစ်ခုကတော့ C Beauty ရဲ့ lip liner လေးပေါ့နော်ဒါလေးက Grace Baby လို့ခေါ်တယ်သူကလေဒီဘက်မှာက brush လေးတစ်ခုပါတယ်ပြီးတော့ဒီဘက်မှာကတော့ lip liner လေးပေါ့နော်အရောင်ကတော့2ရောင်လာတယ်ကျွန်မကတော့01ကိုသုံးပါတယ်ဒီဟာလေးဆိုရင်2ချောင်းရှိနေပြီဒီမှာကုန်တော့မယ်ပေါ့နော်ဒီမှာတွေ့လားမသိဘူးနှကမ်းကပူကြီးကြီးလေးဖြစ်သွားတာပေါ့နော်နောက် lip liner တစ်ခုကတော့ဒီ Alicia က07 Banto ဆိုတာဒီမှာတွေ့လားမသိဘူးဒီ lip liner ကနည်းနည်းခြောက်တော့လေ lip balm လေးသုံးမှဆိုရင်ပိုအဆင်ပြေလိမ့်မယ်နောက်ထပ် lip liner တစ်ခုကတော့ online ပေါ်မှာအရင်နာမည်ကြီးနေတဲ့ဒီ Hat% lip liner နံပါတ်20လေးပေါ့နော်။ဘောမှာပြထားသလိုလေးအရောင်တော့အရင်မထွက်ဘူး။ဒီမှာတွေ့လားမသိဘူး။ကဲ၍နှကမ်းအနားမဲနေသူဆိုတော့ဒီလို lip liner အရောင်မျိုးနဲ့အဆင်ပြေတယ်။ဒါတော့ Hat% lip liner ဆိုပြီးတော့နှကမ်းနေဆိုထားတဲ့ပုံစံလေးပေါ့နော်။ဒီ Kylie ရဲ့ Candy K lip liner ကဘယ်ရောက်ဝယ်လဲတော့မှတ်ပြီးတော့ဒါက Honey Cosmetic မှာဝယ်တာဒီ Alicia lip liner ကတော့ Beauty4You website ကနေပြီးတော့ sale ချတော့ဝယ်လိုက်တာဒီ Hat% lip liner လေးကတော့ M&M Cosmetic House ကဝယ်တာအကယ်၍ကိုကနှကမ်းသေးတာကိုနှကမ်းကြီးအောင်လုပ်ရှင်နေဆိုရင်တော့ကိုနှကမ်းသားအရောင်ထက်တုံးတစ်စင်မြင့်တာကိုဝယ်ပြီးတော့ဒီနှကမ်းသားဘောင်ကိုကြော်ပြီးတော့စိုးပြီးပေါ့နော်ကျွန်မကတော့ဒီနှကမ်းသားဘောင်ကိုကြော်ပြီးစိုးဖို့အတွက်ဆိုရင်တော့ဒီမျိုးကိုသုံးတယ်အကယ်၍ကိုကနှကမ်းသားမဲ့လို့နှကမ်းတွေအရောင်ထွက်မမှန်ဘူးဆိုရင်တော့ lip base အနေနဲ့ဒီ Alicia က07ရဲ့Hat% က20 Salmon Beige lip liner ကိုသုံးလို့ရပါတယ်ဒါကတော့ကျွန်မအကြိုက်ဆုံး lip liner လေးမျိုးပေါ့နော်ခုကြည့်နေတဲ့သူတွေရောကျွန်မကိုညွှန်းပေးချင်တဲ့ lip liner လေးရှင်ပြောခဲ့ကြပါဦးနော်